ကျွန်တော်ငယ်ငယ်လေးတဲ့အခီးသွားရတာကိုရမ်းဝါသနာပါပါတယ်ကျွန်တော်မရောက်ဘူးတဲ့ရက်ဒီတာကျွန်တော်ရဲ့မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်အဲ့လိုနေရာမျိုးတွေကိုကျွန်တော်သွားရတာကျွန်တော်ဘဝအတွက်စိတ်လှုပ်ရှားရခုံစရာအပြည့်ပါပဲကျွန်တော်သွားခြင်းတဲ့နေရာကျွန်တော်ရောက်ဖူးခြင်းတဲ့ဒေသကျွန်တော်လေးလာလို့တဲ့အကြောင်းအရာတွေကျွန်တော်တယောက်တည်းသိရှိခံစားနေတာတဲ့ဆိုင်ရင်ကျွန်တော်ပြည်သက်အားလုံးမျှဝေခံစားနိုင်ဖို့ဒီ Ride of Myanmar ဆိုတဲ့အစီအစဉ်လေးကိုကျွန်တော်စိတ်ကူးအတိုင်းအကောင့်ထဲပေါ်ပြခဲ့ပါတယ်
တော်တို့ဒါညောင်ဦးဘက်မှာဆိုလို့ရှိရင်ညောင်ဦးဘုံကြီးဆိုတာနာမည်ကြီးတယ်ကျွန်တော်တို့ဒါဘုံကြီးချက်တာဗောနော်ဒါကျွန်တော်တို့လည်းကြိုက်တယ်အဲ့တော့ညောင်ဦးမှာဘုံကြီးဘယ်လိုချက်လဲဆိုတော့ကျွန်တော်သိကျင်တယ်ဒီကဒေတာကန်အညီလေးတရားကိုလိုက်ပြီးတော့ပို့ခိုင်းတာအဲ့ဘုံကြီးချက်တာဇီးကွက်ဘုံကြီးအစ်စ်တဲ့အဲ့ဘုံကြီးချက်တဲ့နေရာကိုကျွန်တော်အခုလာနေတာကျွန်တော်ဘုံကြီးဘယ်လိုချက်လဲဆိုတာသိကျင်လို့လေကျွန်တော်အခုရောက်ပြီကျွန်တော်နည်းနည်းလေ့လာမယ်အဲ့တော့ပြည်သက်တွေလည်းလေ့လာလို့ရမယ်ထင်ပါတယ်ဘုသူတတူတာပေါ့နော်ဆက်လိုက်ပါဦးမယ်စီကွက်တစ်စိတ်ဖြစ်ထွက်ရဲ့ဒီကွက်ပုံကြီးအစစ်ဒါပုံကြီးချက်တဲ့နေရာဘယ်ကနေဘယ်လိုချက်လဲဆိုတော့မေးလိုက်အောင်ဒီကနေစားတာကိုဟုတ်ဒီကပဲအရင်ပြုတ်တယ်ဒီလိုပဲတွေကိုပြုတ်ရတဲ့အရင်ကမှဟိုလူကျူရတယ်ဒီရေးတွေကိုမှဟိုလူကျူရပြအောင်ကျူရတယ်ဟောဒီကရောတူပဲတူပဲဒီဆန္ဒရအရင်ကနေပြည့်နေအောင်ကျူရတယ်ပြည့်ခဲသွားအောင်ကျူရတယ်ဟောပဲကပြုတ်ပြီးကြလာတဲ့အရင်ကမှပြန်ပြည့်အောင်ကျူရတယ်ဟုတ်ဒီကနေခတ်ပြီးဆဲထားဒီပဲဘကကြတော့ကျွန်တော်ဒီငွေလူစားလို့ပဲဟုတ်ဝဲကူပါတော့အဲ့လိုဟာတွေပြန်ပြေးတာတော့ဒီပိုတဲ့ဟာလည်းပြန်ပြီးတော့ပတ်စံရှာလို့ရတယ်နော်စစ်ဟုတ်ဒါအကျဉ်းကြီးဟိုမှာပြစ်နေတာအဲ့ဒီကပြစ်သွားပြီဆိုရင်ဟိုတူတူပဲနော်ဟိုဘက်ကလည်းခိုးပဲဒီဟာတွေအဲ့မဲ့ဒါဆိုဘုန်းကြီးဖြစ်ပြီပေါ့ဟိုလားဒါမျိုးကိုပြစ်ခဲနေအောင်ကြိုးရသေးရအဲ့လိုပြစ်ခဲသွားရင်ဖြစ်ပြီပေါ့ဟိုဘက်ကပြစ်ခဲမှပြန်စစ်တာဟိုဘက်မှာပြစ်ခဲနေဟောရောက်ပြန်စစ်ရသေးတယ်ဟုတ်ပြန်စစ်ရသေးတယ်အဖက်တွေပါမပါအောင်နော်အဲ့တဲ့ဘာထဲစဘာမထဲတော့ဟဲ့ဟိုအေးခံပြီးအိတ်သွတ်လိုက်တာပဲဟုတ်တယ်ခက်နေရပါဘူးအာယုံမြင်းစွာဝန်ဆောင်ပြန်လုပ်တာဒီပဲဒီလေဒါမကြည့်ရသေးရဲ့ပဲပြုတ်ကြပြီးသားဆိုတာပြုတ်ခွက်ဟိုဘုသမားမြင်းပါဝက်နေမြင်းလို့ဟုတ်အဲရောင်းတာရီရှိတော့ဒါပါပဲခေါ်ပဲပြီးစားပဲပြီးစားမပြုတ်ခဲ့တာဟာဒီနည်းနည်းတော့ယူပြချင်ပါမပြုတ်သေးတာရေစိတ်ထားတယ်ဘယ်ကိုရေစိတ်ထားတယ်ကိုယ်မှရေစိတ်တာကဘယ်ကိုလေကြောင်းနေအောင်ရေစိတ်ရှွနေပါပြီမပေါင်းနှက်စင်လိုက်တာပေါ့ဒါမပြုတ်ရသေးတယ်ပဲမပြုတ်ရသေးတယ်တော့ပြုတ်လိုက်အယောင်တူပါပြုတ်လိုက်တာဖြစ်သွားအယောင်တူပြုတ်သွားတာပဲလေဟောဒီကထွက်တဲ့ဒီကထွက်တဲ့အရေးဟုတ်ဘယ်နဲ့အရေးပေါ့ဘယ်နဲ့အရေးကိုခဲအောင်ပြစ်အောင်ကျိုးပြကျွန်တော်ဘောခင်းရကြိုးလို့ပေါ့ဟုတ်ကဲ့ကိုကထားနေတယ်လို့ကထွက်လာဒီကဗီဇပြုတ်အဲ့ပါအဲ့ဒါဆိုလက်ကိုရကြိုးဟိုကလည်းလက်ကိုရတာသူကထဲတယ်အားရထုတ်တာမှကြည့်ထုတ်တယ်ပဲပြီးဆက်ကနေပြီးတော့ကျွန်တော်တို့ရေဆေးပြီးတော့ဒီကကြိုတဲ့အရေကိုယူအပြစ်မချင်းကျူသွားတာ။လုံးဝပြစ်ခဲသွားမှပုံရင်ကြီးဖြစ်တာ။ဒါပုံရင်ကြီးထုတ်တဲ့နေရာ။အဲ့လိုပုံရင်ကြီးထုတ်တဲ့နေရာ။ဒီကလာဒီကနေမလို့အဲ့ဒါနားရည်ဟုတ်အဲ့လိုခဲသွားတာလားဟိုကကျူလိုက်တာလေအဲ့လိုခဲတာဒီပြတ်ပါဘူးကြောဟုတ်ကဲ့ပါ
တရက်ဘယ်လောက်ထုတ်ပါလဲ 3000ကျော် 3000ကျော်တော့ဟိုလိုထုတ်တယ်လား အေးအဲ့ဒါဆို3000ကျော် ဟုတ်လားအော် အေးကြောင်5000ကျော် တနိုင်ငံလုံးပို့ရတာ တနိုင်ငံလုံး အဲ့လိုသမားဘယ်နေရာဖြစ်ရလဲဒီမှာ 30ကောင်မလေး30ယောက်ျားလေး90လောက်ရှိတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဟိုမှာတွေ့ရမှာတော့ဟုတ်ကျွန်တော်ပုံကြီးကြိုက်တော့ဘယ်လိုလုပ်လဲလာကြည့်ရတကားမမြင်ဘူးလို့ မကလာရကြပါကိုကြောင်းလိုက်ပါ အဲဒီမှာဒါပုံကြီးကိုနောက်တော့အိတ်ပိတ်ပြီးတော့အေးထုတ်ရ9000လောက်တရက်ကိုသူတို့ထုတ်ရတယ်တဲ့တနိုင်ငံလုံးပို့ရတယ်အဲ့တော့ရှေ့သွားကြည့်လိုက်ပါနော်ဟုတ်ကျေးဇူးပါအားလုံးသွားပြီအဲ့ကျွန်တော်တို့စားနေတဲ့ပုံရိပ်ကြီးဘယ်လိုဖြစ်တည်လာလဲဆိုတော့ကျွန်တော်လာကြည့်ရဝယ်ဝါမယ်ဒါပဲစီးတာဒါပဲစီးတာ ဒါစီရလဲလို့ခဲတပါ ဟုတ်တော့ပြီး ဒီမှာဟိုကခတ်တာ ဟုတ် ယူဟိုဝက်လာလူသားရောက်မှာ ဟုတ်ပုံရိပ်ကြီးကြိုက်တော့ပုံရိပ်ဘယ်လိုလုပ်လဲတကားမှမမျိုးကိုစားကြည့်ဟုတ်ကျေးဇူးပါကောင်းအောင်မယ်ပြောကျွန်တော်အခုရောက်နေရတာစီကွက်တစ်စိတ်ဦးရှိထွေးရဲ့စီကွက်တစ်စိတ်ပုံရိပ်ကြီးကျိုတဲ့နေရာထုတ်လုပ်တဲ့နေရာကိုကျွန်တော်ရောက်နေအဲ့ဒါညောင်မျိုးထဲမှာရှိရလေအဲ့ကျွန်တော်ပုံရိပ်ကြီးကဘယ်လိုလုပ်တယ်ဆိုတော့ကျွန်တော်လေ့လာပြီးပါပြီအဲ့ကျွန်တော်ပုံရိပ်ကြီးနဲ့ဝယ်သွားမယ်ဝယ်ပြီးရင်ကျွန်တော်ခီးဆက်မယ်နော်ပုံကြီးဘယ်လိုလုပ်တယ်ဆိုတော့အပြည့်အစုံလည်းတွေ့လိုက်ရပြီချိန်ပါတယ်။ကဲကျွန်တော်ခီးဆက်ပါအောင်မယ်
ကျွန်တော်ဒီပကံတရပဂိတ်နာမှာရှိတဲ့နန်းတော်ရာတဲ့က Rai Restaurant မှာကျွန်တော်ညနေစာစားဖို့ညစာစားဖို့ကျွန်တော်အခုရောက်လာပြီကျွန်တော်နေကနည်းနည်းလေးနေပြင်းသွားတော့ဒီချိုးလိုက်တဲ့အချိန်မှာနည်းနည်းလေးကိုလက်မီမသားလေးတော့ဖြစ်နေဒီနန်းတော်ရာတဲ့ Rai Restaurant ကိုကျွန်တော်တစ်ချက်ညနေစာစားနေနည်းလေးလာကြပါလေတူလိုက်ခဲ့ပြီပါဟုတ်ကဲ့ကျေးဇူးပါခင်ဗျဟုတ်ကဲ့ဟုတ်ဒီစီကဘူဘီပကံရှင်လုံးတော့ဒီကျွန်တော်လည်းခါမှမရောက်ဘူးတဲ့လိုဖိုတိုလို့ရေးထားဒါဗီဒီယိုဖြစ်သွားတော့ရပါမယ်ဆိုဒါအစ်စ်လာဗျစစ်ကဟိုရှင်းပါဒါပုံစံတူလောက်ထားတာဒီမှာပြန်ပြီးတော့ပြန်ဆောက်ထားတာပါရှေးဟောင်းကဆောက်တာအော်ဒါတော့ဒီအဓိကဒါ main ဆောင်ကြီးဟုတ်ကဲ့ဒါဒီဘက်ကကျတော့ဟိုပါပေါ့ပိတ်သိက်ဆောင်ဟုတ်တကယ်တမ်းဆိုလို့ရှိရင်တကယ်အရင်ဘေးရှင်ဘီခေတ်ကဆိုရင်ဒီဘက်ကတက်ကြတယ်ဒီဆောင်ကတက်တယ်ကိုယ့်ဘက်မှာဘရင်စာဖတ်တဲ့ခန်းတို့ပါတော့ပေါ့နော်ဒီတော့အဲ့လိုပြောရဲအဲ့ရည်သွားကြတယ်ဒါပေမဲ့ဒီဘက်ကနေတာကျတော့ဒီဘက်ပိတ်သိက်ဆောင်နေတယ်အော်အဲ့ရည်တစ်ချက်အပေါ်တစ်ချက်ဒါလမ်းတော့နော်တက်လို့ရလားရတယ်ဒီဘက်ကဒါပကံခေတ်ကဒီတိုင်းမလားဒီပုံစံတိုင်းပဲလားပကံခေတ်ကဒီပုံစံတိုင်းလို့တော့ရှေးဟောင်းကပြောတယ်ဒါအရင်တော့ရှေးဟောင်းအောင်ဆောက်ထားတာအော်ဆောက်ထားပြီးသားဟိုဒီမှာဆောက်ထားပြီးသားကိုကျမတို့ကပြန်ပြီးတော့ငှားထားတာအော်အေးပါနော်ဒါပိတ်သိက်ဆောင်ဒီမှာတော့ဒီပိတ်သိက်ဆောင်对你要放啥ညာပဲကြတော့လိုက်တင်တဲ့ကပို့ပြီးတော့ကလည်းဟုတ်အေးပါဟုတ်နေကြီးကြတော့တိတ်တော့အရင်ကြီးတော့ကွာဟချက်မရှိဘူးမထူးဘူးပေါ့နော်ညဘက်ဆိုတော့အေးချမ်းချမ်းလေးနဲ့သူကဟိုနဲ့တူတယ်နော်ကျွန်တော်တို့ဒီနည်းနည်းနှွဲပြီးတွေ့ပြီးတော့တက်သွားတဲ့ဒီသူကဟိုယူအခုထိုင်းနေတယ်နည်းသွားဆက်နော်အရင်ကြီးတော့မစင်ဘူးလေအဲ့လိုတိုင်နေရနည်းနည်းလေးနှွဲပြီးတော့တက်သွားတာဟုတ်ကဲ့ဟုတ်ဒါသူတို့အရင်တည်းကပုံစံလို့တော့ပြောတယ်နောက်တစ်ခုကဒီဟာကြတော့ဒီပေါ်မှာရှိတဲ့အလံလေးတွေရှိတယ်ဟုတ်ဒီအလံလေးတွေကတခြားနန်းတော်မှာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီဗကန်နန်းတော်မှာရှိတာနော်ရထာမင်းရစစ်တပွဲအောင်နိုင်တဲ့အဲ့လန်တစ်ချောင်းဆိုတာစိုက်တယ်။အော်လန်နေအများကြီးဖြစ်နေတော့။လန်နေအများကြီး။အဲ့တော့ဒီဘက်မှာရှိတယ်ဒီမှာဆိုလဲလန်နေ1 2 3လောက်။ဒါဆိုရင်လည်းတစ်ပွဲနှစ်ပွဲသုံးပွဲဆိုတဲ့ဒီ။ဆိုနိုင်သမျှစစ်တွေကိုသူကအဲ့လာတစ်ချောင်းစိုက်ထားတယ်။တခြားနန်းတော်တွေမှာအဲ့လိုမျိုးတနည်းကကြည့်တော့အဲ့ဒါကြီးအဲ့ဒါများမယ်။ဟုတ်နေကင်းကျတော့များတယ်။တော့ဒီတွင်းကအဲ့ဒါတွေလာတာများတယ်။နိုင်ငံသားရောလာ။နိုင်ငံသားတွေလည်းလာတယ်။သူကကျတော့လေးလာတဲ့လူပုံများတယ်။ထဲမှာပလင်တွေပါရှိမှာပေါ့။ရှိတယ်။ဟိုဒါပလင်။ဒီအားပါလေဟိုဘက်က။ဒါကကျတော့အရှိစမုတ်ဆောင်။သူကသူတို့ညီလာခံဘင်းညီလာခံထိုင်ပြီးဆိုလို့ရှိရင်ဒီမှာဒီဟာသနာဆောင်ကြတော့သူတို့ရဲ့မူကြီးမှတ်ရတယ်။ဒါဒီမှာထိုင်ကြတယ်။ဩထိုင်ပြီးတော့မှကုန်တယ်ပွဲစားတွေကကျတော့တတိတကြွေကြဟိုဘက်အရှိစမုတ်ဆောင်မှာထိုင်ကြတယ်။ဟိုမှာထိုင်ဘယံဟိုမှာထိုင်။အဲဒီဘယံဟိုပေါ့။အဲစကားပြောအကျေကြီးပါပါ။တော်တော်ဆင်းနေတယ်။အော်တော်တော်ဆင်းနေအောင်လို့။အဲ့ဒါလူတိုင်းမေးတယ်။ဘယံဟိုပေါ့။အဲ့တော့မိုက်မှုကြီးရောလေ။ဒီနေ့သခိုးပြောတခါလာပြောဒီလိုတက်တာတော်ဆင်းရှိတယ်။ဟုတ်ကဲ့စပီကာနှလုံးဒါဆိုသူကပလင်ကမျက်နှာမူတာဒီဘက်ပေါ့ဟုတ်ဒါဆိုသူဂိတ်ဘက်ကိုမျက်နှာမမူဘူးပေါ့ရှေ့ဘက်ဒီဘက်ကတော့ရှေ့ဘက်ဒီမှာတော့ဂိတ်မရှိဘူးပေါ့ဂိတ်တော့မရှိဘူးဒီဘက်ကဆင်းတဲ့နေကားရှိတယ်ဩဒါကလမ်းတော်အဆောင်ရောက်ဆိုတော့သူ့ကွန်ပေါင်းကြီးကဘယ်လောက်ကျဲလဲဒါပုံမှန်ကွန်ပေါင်းလားကွန်ပေါင်းကဘေးနားမှာတရဘာဂိတ်ကဒါသူ့ရဲ့ပုံမှန်ကွန်ပေါင်းကြီးကအကြီးပဲဒါပေမဲ့ဒီအဲ့ပုံမှန်ကွန်ပေါင်းကြီးတရဘာဂိတ်နဲ့ကွန်ပေါင်းထဲမှာကျွန်တော်တို့ဒါ10ရေကဩ
ဒီကလက်ဆိုင်၄ပါးလောက်ပဲကျမတို့တရားယူပြီးတော့ အမှန်မှာဒီဟာဟိုတကယ်ဟို သူ့ရဲ့ foundation ဟိုဘက်မှာအစ်စ်ကအရှိမျက်စောင်းထုံးမှာရှိတယ်အဲ့တော့ foundation ပဲကြာတယ် အဲ့ပေါ်ဒီဘောဟာတွေဘာမှမရှိတော့ဒါတွေကကျန်တော့တာကျိုးနေတယ် ဟုတ်ကဲ့အားရပြန်ဆောက်ဒါခုနှစ်နှစ်လောက်ပဲ ပလင်နော်ကျွန်တော်တို့ဟိုရေရောင်ခိကပလင်နဲ့မတူတော့ဘူးနော် ဟုတ်ကဲ့ သူကပိုကြီးတယ်နော် ဟုတ်ကိုကြီးရနည်းနည်းလေးမြင့်တယ် အဲ့ဘေးရဲ့တောင်ပန်တဲ့ရုပ်ကဘာရုပ် တောင်းမနဲ့ရုပ်ပါ ကျွန်တော်စိတ်ထဲထင်နေရလေဒါမျိုးတွေ တောင်းတဲ့တို့ပါလို့လေထိပ်ပြီးတောင်းမင်းသမီးတို့ပါအဲ့လို အဲ့လိုအတောင်တွေပါနေအဲ့လိုနတ်ပုံစံတွေကလေဟိုထိုင်းမှာအရန်သုံးတယ်ထိုင်းမှာလေထိုင်းမှာဆိုလည်းဟိုဖင်ကော့ကော့နဲ့လေအနောက်ကအတောင်ထွက်နေတယ် အမှန်ဆိုလို့ရှိရင်ဟိုပါပေါ့ဒီဘက်ကရင်လူမျိုးကြီးအဖွဲ့၃ဖွဲ့ဆန်းလာပြီးတော့အဲ့အဖွဲ့ကတစ်ဖွဲ့ကကျမတို့မြန်မာပြည်တည်ရှိတဲ့နေရာမှာသူကတစ်ဖွဲ့ကြံခဲ့တယ်တစ်ဖွဲ့ကြံနောက်တစ်ဖွဲ့ဆူမာထရာဘက်ကိုဆင်းသွားတယ်နောက်တစ်ဖွဲ့ကကျတော့အခုဘက်အောက်ဘက်ကိုအိန္ဒိယဘက်ကိုဆင်းသွားတာဆိုတော့တကယ်တမ်းဆိုရင်ထိုင်းဆိုတာကျမတို့ဘက်ကရှုထားတာ အေးဟုတ်တယ်လေအဲ့တည်ဆိုသွားຫນွယ်နေတာလေကျအောက်မှာချင်းသေးရုပ်လို့နော် ဟုတ်ဒါဒီပေါက်ကဟိုတက်တာပေါ့ပလင်ပေါ်တက်တယ် ပလင်မတက်တာဆိုတော့ ဟုတ်ဒီပေါက်က တော့ပဲနော်ဒါပလင်ပေါ်တက်တာ ဩကွက်ပလင်ပေါ်တက်တယ်ဟောဒါသူဟိုလှုပ်တဲ့ဟာတသက်ပဲပေါ့ညီလာခံကျင်းပတဲ့ဟိုသူထိုင်ကုန်ရှိတဲ့ညီတသက်ပဲပေါ့နော်လက်ခံပြုလုပ်တယ်ဒါအိတ်ခံနော် ဟုတ်ကဲ့ တွေ့ကြတာလည်းမရှိဘူးနော်
စောင့်ကြတယ်အိမ်ကတော့ ဒီဒီတိုင်းမဲ့တယ်လားမဟုတ်လေပါတီရှင်လေးတကူတော့အကာလေးတော့ရှိရမယ်လေဘယင်အင်ကြီးလည်းဘယ်လားပါလဲဝယ်လို့ရလား ရတယ်ဝင်လို့ရတယ်ရှင်ဟုတ်ဒါအခန်းတစ်ခုနေနဲ့တော့ဒီမှာတော့ ဘာသာပဲလေကျွန်တော်တို့ musical support တွေလို့ ဟုတ်ကဲ့ ဟိုဒီလို open light ခါထားပြီးရတယ်သူတို့ဆက်ကတော့ဒီလိုလဲရှိကောင်းမှာအေးပေါ့နော် လက်ဆိုင်ဟုတ်တာ အဲ့လိုရှိမှာ ဘာကကြောဒီမှာရငန်းဟုတ်တာ ဒီစီတရားအိတ်တဲ့တလွန်ပေါ့ ဟုတ်ကဲ့ အဲ့ကျက်စားနေလား နော် နော် ဟုတ်ကဲ့ နော်ဒါ site ကသေးလို့ပဲအိတ်တဲ့ကလေးဆိုရင်သူအကြီးဖြစ်ရမှာလေဒါမအောင်ရရပြရတယ် ဟုတ်ကဲ့ဒီကြားမှာရှိတယ်ဒီပစ္စည်းရနော် ဟုတ်ကဲ့ ပကံကလေးရတာ ဟုတ်တယ်ဟိုးချင်ခဲ့တယ်ဟာ သစ္စာရမဆွေးဘူးနော် ဟုတ်အဲ့ဒါကိုရင်တော့ကျွန်တော်တို့အောက်ထဲမှာတိတ်ထားတော့ထဲက voice ရေးအရင်ဖြစ်လာတာကျွန်တော်ဒီရှေ့ကိုပို့လိုက်တာအဲ့လေးသက်လက်နေတော့မှမတင်ဘူးလား ဟုတ်တယ်ကမွိုင်းချာဖြစ်နေတော့သစ္စာဒီဒီကြတယ်အဲ့ဆိုဒီဘက်စောကိစ္စဝိုင်း ဒီဘ နော် က်ကမရှိတော့ဘူး မရှိတော့ ဟုတ်မရှိတော့ဘူးဒီဘက်ကပဲပြန်ဆင်းနေတာ ကျွန်တော်ဒီပါပြလိုက်လို့သဘောမျိုးပေါ့သူတို့လုပ်ထားတဲ့အချက်က dry restaurant တင်လာကျွေးရဒေါင်းလန်ညစားသူအချမ်းပါဒီလိုမျိုးရှိရလေးဟင်းဆိုအရွက်တွေပါတယ်ဟင်းတွေပါတယ်အတုပ်တွေဆက်လက်တွေပါတယ် vegetable ပါမယ်သားဟင်းပါမယ် salad အတုပ်တွေပါမယ် soup ဟင်းမျိုးအားလေးပေါ့တောင်းလန်းလို့ခေါ်တယ်ဒီကနေ့ကျွန်တော်စားအခုကျွန်တော်စေတနာကြီးပထိုးဆိုတာဖျားမဲ့ကိုရှိခေါ်ဒီ73ရာစုဇေယသင်္ခမင်းဒီချောင်းကိုပြီးရဲ့အဖျားကကျွန်တော်တို့ပကံမြို့ကနှုတ်ဖို့ဆက်တာပါကြီးဆလီဘက်သွားတဲ့လမ်းပေါ်မှာအဲ့ဒီစိုက်ဘုတ်အကျော်မှာရှိတယ်စေတနာကြီးပထိုးတယ်
အဲ့ဒီကိုကျွန်တော်တစ်ချက်လာကြည့်တယ်ဒီဘက်ဖျားလေးကြတော့ပကံထဲမှာပဲပတ်ကြတာဒီဘက်ဖျားလေးကြတော့ရောက်ဒီတော့လာလိုက်တော့နေတာပေါ့ပကံနဲ့ဆိုင်နေတယ်အဲ့ဒီနိုင်တူကျွန်တော်တစ်ချက်လာပြီးတော့ဒီပါပဲဒီလာပါတယ်အောင်များမင်းဒီစတော့ကပြီးတော့ဘယ်နဲ့ပေါ်၄တောင်းပနေတယ်မျက်နှာတစ်ဖက်စေဦးကောင်းကို39ရုံနဲ့စုစုပေါင်း156ရှိတယ်သူကစင်ကောင်းနေပါတော့ညံတော်မြင့်က134ပြီကိုရင်းမြောက်41 160ရှိချောအေးဒီစတော့သူရဲ့ပြည်သူကပုံလားဘယ်နဲ့ပုံကျွန်တော်တို့အထဲကိုတစ်ချက်ဝယ်ကြည့်ပါမယ်ဒီမှာမှန်လောက်ထားတယ်။အဲ့ဒါတော့ထူးစားတယ်။အေးကလေထူးစား။အလုံးမှန်လောက်ထားတယ်။ယောက်ကယူစီးတယ်လား။ဒီလိုမျိုးပကံဖျားကြီးတော်တော်များများကပေါ်ပြည့်စရာကိုတက်လို့ရအောင်ဖန်တီးထားတာကြီးတော်တော်များတယ်တက်ဖို့ space တွေနေရာတွေရှောက်လန်းနေအကုန်ထားတာများတယ်အဲ့ဒါတော့ထူးခြားချက်ပေါ့စင်ခံထားတဲ့ဖျားတွေပေါ့အောက်မှာစင်ရုပ်တွေစင်ခံထားတဲ့ဖျားတွေစင်ရုပ်တွေကိုကျွန်တော်ဒီအုပ်တွေကိုစီပြီးတော့စင်ကောင်းတဲ့စင်နှမောင်းဖျားကိုသူတို့လုပ်ပြီးမှပေါ်မှာအင်္ဂလိပ်မှန်ထားတဲ့သဘောရှိတယ်ကျွန်တော်အခုကကနေဝင်ကြည့်မယ်နေတယ်သူရဲ့ပုံစံဖျားရဲ့ပရုံကဒီမျိုးအုတ်တိုင်းပေါ့နော်အုတ်တိုင်းနဲ့မပတ်လေဒီရောက်စက်ပါထားတယ်အဝင်မဟုတ်ဦးတွေလည်းရှိတယ်အဝင်မဟုတ်ဦးမဟုတ်က၄ဘက်၄တန်ရှိမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီဖျားဒီမင်းတော်ကိုတက်မယ်ဒီမင်းတော်ဆိုလည်းအမျိုးဟုတ်တိုင်အောင်လို့ဝင်လို့ဒီဘက်ဒီဘက်ချော့နော်ဆိုတော့ဒီမှာချော့တာI think about it, sir, okay? I think about it. အဲ့တော့ထူးခြားတာကခဏလေးဒီဖျားမှာဒီမှာထဲကတိုင်ကောင်းပုံစံတော့ဖြစ်နေဒီမှာဝင်တဲ့အပေါက်ရှိတယ်ကျွန်တော်ဝင်တဲ့အပေါက်ကနေပြီးတော့ကျွန်တော်အချက်ဝင်ကြည့်မယ်ကျွန်တော်တို့အသက်ရှင်ရတဲ့ဒီအရေးကြီးရတော့နည်းနည်းလေးမကောင်းအနက်တူရှိတယ်လင်းတို့နဲ့အကောင်းလင်းတို့အဲ့လိုမျိုးမစင်နေပါနဲ့ပတ်သက်တယ်ဒီကူအဝင်ကောင်းရှို့လိုက်တာနဲ့အဲ့အနက်လို့ရဆိုတော့ထဲတော့တော်ဝင်လို့ရပြီဒါပေမဲ့သက်ရှိဖို့နည်းနည်းကက်ခဲရှိတယ်ထဲမှာလူအကျယ်ကြီးရှိရလို့ဆိုတော့ကျွန်တော်စွန့်စားမလားမစွန့်စားဘူးလားဆိုတော့တကူဒါပေမဲ့အသက်ရှူလို့ကျွန်တော်တော်ခံနေတယ်အဲ့ဒါနားပါလေတစ်ချက်လိုက်ကြပါ Thank you. ဟွာဒုတိယကမ္ဘာစစ်မဖြစ်ခင်ရလေ
ဘုန်းကြီးသုံးပါးနဲ့လူတယောက်တွေထည့်ဝင်မှုတယ် ဟုတ်လား ဝင်တော့ကြသူတို့ကဘယ်နာဆုံးတယ်လို့တော့မပြောခဲ့ဘူးဗျသူကတွေးခဲ့တဲ့နေရာပြောတယ်အဲ့နာမှာကြောက်ဒေတာကြီးတစ်လုံးရှိရဲတဲ့လောင်းလေးတစ်စီးရှိရဲလောင်းလေးတစ်စီးရှိရဲလူ600 900လောင်းလေးတစ်စီးရှိရဲလောင်းလေးမှရှိရဲဆိုကျွန်တော်မြစ်ဖက်ထွက်တာပဲဖေ။ဒါပေမဲ့မြစ်ဖက်ကကျွန်တော်တို့ကမ်းမှာအပေါက်မရှိဘူးအပေါက်မရှိဘူးကျွန်တော်တို့လိုင်ကူက3ခုရှိတယ်ကျွန်တော်တို့ဒီလိုင်ကူရဲ့ဥယျာဉ်နဲ့ရွှေကြီးကူတူရှိသေးတယ်ကျွန်တော်ဒီပစ္စည်းရွှေကြီးကူတူရှိသေးတယ်ကျွန်တော်လောက်ကဒနာတောင်ဘက်မှာကူတူရှိသေးတယ်အဲ့ဂူ3ခုဆိုင်တော့သူတို့ကမြစ်ဖက်ထွက်တာတော့ဖြစ်နေ ဟိုဒီဟာနဲ့အဲ့တော့ဦးစားပါ ဟုတ် ဒီစုနဲ့ဒီစုအဝေးယူစား အဝေးဘယ်လိုဖောက် ဘယ်နဲ့ပတ်ဆက်လဲမသိဘူးနော် ဟုတ်ကဲ့ကျွန်တော်ဟိုဘုန်းကြီးသုံးပါးကလည်းကျွန်တော်တို့ဒီရွာကလေဥက္ကဏမာတဲ့ဥဇနာတဲ့ဥတေဇရာတဲ့ဟုတ်တယ်ကျွန်တော်အမှတ်မိတယ် ဒီအပေါက်ကငကိုတွေကဖျားရှိကြတဲ့ရှိတဲ့အပေါက်လား မဟုတ်ဘူးခင်ဗျဒါဟိုဖះတဲတော့ဒါကြီးအလုံးပဲကြီးကျွန်တော်ရှမ်းစော်ဘွားတွန်ဘွားလက်ထက်ကဖောက်သွားရတာရှမ်းစော်ဘွားလေ ဟောဒီအပေါက်ကအဲ့ရှမ်းတော်ခဲမှာဖောက်ရတယ် ဟုတ်ကဲ့ ဟုတ်လေဖျားတဲတော့အတွင်းက လိုက်ကောင်းကြီးပေါ့ငကိုရဲအစီပြီလား ဩ ဟိုဘက်ကျတော့အပေါက်တွေကငုတ်တို့ထိုင်သွားရတယ်မတ်ထလျှောက်သွားရတယ်သူကတဖြည်းဖြည်းချင်းအဲ့လိုသွားရတယ်ကျင်း ဩ အဲ့လိုသူကအဲ့လိုသွား အခုထဲတော်တော်ရောက်ဘူးလား ရောက်ဘူးလေ နှက်သွားပြီပေါ့ထဲတော့ ဟုတ်အခုကျွန်တော်ပြသူကဒီလိုဝင်တာဒီလိုဝင်တာသူကဒီလိုဝင်တာသူကဒီကနေစဝင်ရောစဝင်တော့ဒီဘက်ကိုပတ်ရောပတ်တော့ကြဒီလိုပတ်ရောပတ်ပြီးတော့ဒီဘက်ကျကျွန်တော်ရှေ့ဆက်သွားလို့မရတော့ဘူးဒါအပိတ်ကြီးဒါအလေကောင်ဝင်တဲ့လှိုင်းကြီးရှိတယ်ဒါအလေကောင်တက်တယ်ဖေကအလေကောင်တက်တယ်ဝင်တဲ့လှိုင်းကြီးရှိတယ်ဒါကျွန်တော်ရောက်တဲ့ထီပေါ့နော်အလေကောင်ဝင်အောက်ဆင်းလူ100ကျော်လောက်ဆင်းရတယ်ဆင်းပြီးဒီဘက်ကိုသူကမှောင်ဝါထုဆွဲရတယ်ကျွန်တော်ဒီနားထီပဲရောက်ဘူးတယ်ဟိုဘက်ကျ ဒီကမောင်ရတို့သွားရတယ်နေ ဟုတ်ကဲ့ဟိုဘက်ကျဟိုဓမီတလန်ထိုးကြည့်တော့တယ်ပေါ်ဝါထိုးပဲဆိုတော့ကျွန်တော်လည်းဆက်မသွားဘူးအနက်ကတည်းကလည်းမကောင်းဘူးလင်းတို့ချီစောတယ်လင်းတို့တွေကအများကြီး ရှိလားလင်းလို့ရှိလား အာကြီး ဟုတ်လား အာကြီးအနက်ကျွန်တော်အထင်တော့ဟိုလောက်ရှိလိမ့်မယ်9000 6000လောက်ရှိတယ် ဒီထဲမှာဒီ ဟုတ် ထဲ ကဲ့ မှာ ဒီတစ်ပတ်လည်းအဝုန်းရှိတယ် အနေရနေမှာ နေရာနေကပ်ပြီးတော့သူကဆွဲတန်လန်းကြီးဆွဲတယ် ဩ ဟုတ်ကဲ့သူကတစ်ပတ်လည်းအဲ့လိုသွားလို့ရတယ် ဟုတ်ကဲ့တဲ့တော့တဲ့ဒီတိုင်းတော့ သူအဲ့လိုပတ်သွားဒါပေမဲ့လင်းတို့ချီအနံ့ကိုရှူနိုင်တော့သွားလို့ရတယ်ကျွန်တော်ကဒီထဲမှာလင်းတို့ချီအများတန်းသွားကြုံနေတာဆိုတော့ဒီနေအဲ့ထဲမှာလင်းတို့ သူတို့အပြင်ပြန်အောင်လားလင်း သူ တို့ ကညမှာထွက်တာ ဒီပေါက်ကပဲထွက်လာ ဟုတ်ကဲ့ညမှာသူကဟိုဟာစာစားထွက်တာပေါ့သူကအလင်းအောင်ကြောက် သူကဒီအပေါက်ကြီးကနေပြုံလိုက်ကြီးထွက်ဒီပေါက်ကြီးကပြုံလိုက်ကြီးဝင်တော့ဒီလိုတော့ကောင်းမှာနော် သူကအဲ့လိုအပြုံလိုက်ချင်းမထွက်ဘူး10ကောင်လောက်ထွက်လာလိုက်9ကောင်လောက်ထွက်လာတယ်ဖြည်းဖြည်းချင်းအဲ့လိုထွက်လာတာ ဩ သူကဒီထနှောင်းပင်တွေရာမှာရှိတဲ့အကောင်လေးကိုသူကစား ဩ ဟုတ်ကဲ့ ဒီဖះဟိုဒီပြည့်စရာဘယ်နဲ့ဆက်လဲဘယ်တော့ဘယ်နဲ့ဆက် လေးစင် လေးနဲ့တက်လို့ရ လူတက်မရဘူး ပိတ်လိုက်တာပိတ်ထားတာဟုတ်အဲ့ရီထွက်ပေါက်တွေကဘာကြီးလဲအခုမှပြန်လောက်တာငကိုတွေကလောက်တာ မပြကြသေးဘူးဒါတစ်နှစ်ကျော်ကျော်လောက်ပဲရှိတယ် ဟောအဲ့တပိုက်တွေထည့်ထားတာ ဟုတ်ဟိုကစင့်ပိုက် စက်ပိုက်တွေနော် ဟုတ်သူကမိုးရွာရင်ဒီကရေထွက်ပေါက်ကောင်းအောင်လို့သူကဒီကကျွန်တော်ယဉ်ကျေးမှုကိုကြီးထပ်တာလုပ်ပြီးတာ So poor. ပျော်ရွှင်စေမဲ့လေဝမ်းနဲ့လေဒီစိတ်တွေပြန်အားတင်နေနေများနေညများနေနေမြခီးသည်ဆက်ရှောက်ရှိဝိုးဆက်မဲ့ဆိုးရရှိနေစေလေရင်ဆိုင်နေပြရဲ့ခီးများငါရှာဖွေနေမြတဲ့များ so တိုင်းစေရှာဖွေရင်လက်ခင်းများလဲဆုံးတိုင်းစေ Oh ဆက်မဲ့ဆုံးရရှိနေစေလေရင်ဆိုင်နေပြရဲ့ခီးများနဲ့မြည်သည်များစီမြည်သည်များစီရှာရင်လေဆုံးတိုင်းခီးလဲများဆုံးတိုင်းဆက်ရှောင်းမဲ့လေဆက်ရှောင်းမဲ့